Yo what's up ကျွန်တော်ကူပါဒီနေ့မနက်9:00နာရီနဲ့နိုးနေတာနဲ့ပြီးတော့ကောင်းလဲကြည်နေတော့ကျွန်တော်စာအရင်ဆုံးလုပ်လိုက်တယ်။ဘမွန်းလင်းလင်းပြောရင်ဒီရဲ့ဘိုင်းကစာပဲလုပ်ဖြစ်နေတာတခြားဟာတော့သိမလုပ်ဖြစ်ဘူး။ဇောင်းမွေးကတော်တော်နီးနေပြီဆိုတော့မလုပ်လို့လည်းမရတော့ဘူး။ဒီနေ့နေ့လေလေမနေ့ရလို့ပဲမိုးတွေအုံလာတယ်နော်။အဲ့ဒါနဲ့ကျွန်တော်တို့ဝရဏမှာခဏထွက်ရက်ပြီးတော့ဝရဏမှာပဲစာထွက်ချက်နေလိုက်တယ်။ဘာမှတော့မကြားလိုက်ဘူး။ခဏလေးအတွင်းမှာပဲချက်ချင်းလေရောမူးရောတော်တော်ကျန်းလာတာ။အဲ့ဒါနဲ့ကျွန်တော်လည်းစာဆက်မချက်တော့ဘဲနဲ့စိုးလွင်လွင်ရဲ့မြဆန်းကြည့်တချင်းကိုကျွန်တော်ငကြက်တက်ပြီးနားထောင်နေလိုက်တယ်။မိုးရွာတဲ့အချိန်မှာအဲ့တချင်းနားထောင်ကြည့်အရမ်းမိုက်တယ်။မိုးတန်လေးနဲ့ပုံမိုက်တယ်။လေးရဘလောက်ကျန်းလဲဆိုရင်ထိုင်နေတဲ့ကိုအင်ကြီးတွေပါမိုးရီတွေဆိုကုန်တော့အင်ကြီးပါလဲလိုက်ရတယ်ဖျားမှကြောက်လို့ဆောင်းမနေပြီဆိုတော့အဲ့ဒါညနေရောက်တော့ကျွန်တော်ဇိုင်းကရိယာလေးတွေဝယ်မယ်ဆိုပြီးတော့စာမေးပွဲတော့ပါလိုအပ်တာလေးတွေဝယ်မယ်ဆိုပြီးတော့လဲတန်းသွားတယ်ကားပါကင်မရဘူးဟိုးမလဲတန်းဈေးရှင်မှာသွားရိုက်ကြတယ်အဲ့ဒါနဲ့ကျွန်တော်ဒီမိတ်မှာသွားဝယ်တာဟုတ်ပြီးတော့လဲတန်းပြန်လာတော့ငါးကင်ဝယ်လာတယ်ငါးကင်ကခြိုက်တယ်ကျွန်တော်ကအဲ့တော့ငါးကင်နဲ့ထမင်းနဲ့စားတယ်စားပြီးတော့ကျွန်တော်စာခဏပြန်လုပ်တယ်အခုတော့9:00နာရီကျော်လောက်ဖြစ်နေပြီဆိုတော့အားလုံးပဲ take care ကျွန်တော်ကတော့ကူပါ